Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဇင်ဘာလတုန်းကပေါ့နော်အရန်အေးတဲ့ချိန်မှာသွားခဲ့တဲ့ခရီးလေးတစ်ခုကိုဗီဒီယိုလေးတွေရိုက်ထားမိခဲ့လို့ vlog လေးအနေနဲ့တင်ပြလိုက်ပါတယ်ဒါကတော့သွားတဲ့လမ်းမှာမနက်စာမစားသေးလို့လမ်းမှာခဏနားရင်းနဲ့မနက်စာစားတာပေါ့နော်သွားမယ့်နေရာလေးကတော့ရောက်ပါပြီဒါကတော့တိမ်ပင်လဲပေါ့နော်တိမ်ပင်လဲဆိုတာထက်ဒီမိသားစုရောတငယ်ချင်းတွေနဲ့ရောပျော်ပျော်ရွှင်ရွှင်လေးလာပြီးတော့ဖြတ်တန်းတဲ့နေ့တရက်လေးကိုဖန်တီးတဲ့အမှတ်တရနေ့လေးတရက်ပေါ့နော်ဒါကတော့တောင်းတို့နေရဲ့နေရာကနေကြီးတဲ့ရှုခင်းလေးပေါ့ဒါဆိုရင်ဘလို့ဖြတ်တန်းခဲ့လဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ရအောင်ရောက်ချင်းမှာနေ့လည်ဆောင်နေပြီဆိုတော့ဒီ view ကိုတဝါကြီးကြည့်တယ်ပေါ့နော်ညနေဆောင်လာတဲ့အထိတဝါကြီးထိုင်ကြည့်တယ်တငယ်ချင်းပေါင်းတင်းနေနဲ့စကားတော့ပြောလိုက်တခန်းဝင်တခန်းထွက်နေပေါ့နော်ဒီတစ်ခေါက်ယူတဲ့အခန်းလေးတွေကအရင်တစ်ခေါက်ထက်တော့ပိုပြီးတော့ကောင်းတယ်ပေါ့နော်အေးလာအပြင်ကိုလေးလေးလည်းနည်းနည်းပါလာပြီပေါ့နော်ပြီးတော့အခန်းပတ်လည်နာကိုတစ်ချက်လမ်းလျှောက်ပြီးတော့ပတ်ကြည့်တော့တိုးလေးတွေတွေ့ရတဲ့တပုံတစ်ခါလေးဝင်ရခဲ့တယ်ပေါ့နော်ဒီလိုမျိုးစုံနေလွတ်နေတာလည်းရှိတယ်ပေါ့နော်မသိရင်တကယ်ငှက်ဝဲနေတဲ့အတိုင်းပဲကြာရိုးတက်လိုက်တာပဲပြီးတော့ရာဒီဥတုအေးအေးလေးနဲ့တောင်းတော်မူခထစားကြပါတယ်မီးပုံလေးဖွင့်ရင်းနဲ့ပေါ့နော်ဒီခွေးလေးကအိမ်မှာရှိရပေါ့နော်သူသခင်တော့ကိုလိုလေးပဲပြေးလိုက်နေတောင်းတော့တဲနေရဲ့နေရာရဲ့ပြီးနားမှာလည်းပန်းခင်းနေရှိရပေါ့နော်ဒါပေမဲ့ဝင်ကြီးပေးရမှာဆိုလို့တောင်းတော့မဝင်ခဲ့ပါဘူးညရောက်တဲ့ခါမှာတော့ view လေးကိုကြည့်ပြီးတော့အေးအေးတန်းအောင်ခံပြီးတော့စကားတွေပြောခဲ့ကြတာပေါ့ရှင်မနက်ပိုင်းတောင်းလို့တဲ့အချိန်က6နာရီလောက်ဆိုတော့နည်းနည်းနောက်ကျနေပြီပေါ့နော်တိမ်ပီလေကတော့ဒါလေးတွေပဲတွေ့ရတော့ရပေါ့နော်ဒါကတော့မနက်ခင်းပြန်ကန်ဒီမှရိုက်ဖြစ်ခဲ့တဲ့ outfit check လေးပေါ့နော်တိမ်ပင်လေးကိုသွားခဲ့ရတာပြောလဲပြောဖို့ကောင်းပါတယ်အမှတ်တရကြီးလည်းအများကြီးဖန်တီးခဲ့ရတယ်ပေါ့နော်ဆိုတော့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye